ဒီပိုင်းလေးကိုကြည့်ရှုနေကြတယ်နေနေရတင်ငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါခင်ဗျဒီပိုင်းလေးကတော့ကျွန်တော်ရဲ့ iWalk Video Anime Channel လေးနဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးတွေကိုရှင်းပြပေးခြင်းလို့ဖြစ်ပါတယ်ပေါ့နော်ဒီ channel လေးကိုဘာကြောင့်ထောင်ရလဲဆိုရင်ကျွန်တော်ရဲ့ဟော်ဒီကကြည့်ရှုနေကြတဲ့တငယ်ချင်းမိတ်ဆွေတွေအတွက်ပေါ့နော်ဗီဒီယိုတိဖြတ်နဲ့ဤပညာတွေနဲ့ပတ်သက်ပြီးတော့ကိုကလေးလာခြင်းနဲ့အခက်ခဲရှိလေးလာခြင်းတဲ့သူတွေအတွက်ပေါ့နော်အခက်ခဲရှိတယ်သင်တန်းတက်ဖို့အခက်ခဲရှိတယ်နောက်ပြီးလို့ရှိရင်အင်္ဂလိပ်စကားအခက်ခဲရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကကွန်ပျူတာအခြေခံနေတော့ကိုကနားလေတယ်ဒါပေမဲ့ဗီဒီယိုတိဖြတ်ကိုကိုကပတ်မှန်နေနေလုပ်ချင်တယ်ဒါကြောင့်မလို့ဒီ iWalk Video Anime Channel လေးကိုထောင်ရခြင်းဖြစ်ပါတယ်ပေါ့နော်ဒါဒီ channel လေးမှာတော့ video တိဖြတ်နဲ့ပတ်သက်တာတွေကိုသိတန့်ပေါ့နော်အခြေခံကနေပြီးတော့ professional ကျွမ်းကျင်တဲ့အထီကိုနေ့စဉ်နဲ့အမျှတင်ဆက်ပေးသွားမှာဖြစ်တယ် iWalk Group မှာတော့ channel တွေအများကြီးပဲရှိတယ်ပေါ့နော်ဒါကတော့ video တိဖြတ်နဲ့ပတ်သက်တဲ့ channel လေးအကြောင်းအရာလေးကိုရှင်းပြပေးတာပေါ့နော်အဲ့တော့တကယ်ကြီးတို့မိတ်ဆွေတွေနဲ့ဒီ iWalk Group တစ်ခုလုံးကိုကျေးဇူးတင်နေဆိုရင်ကတော့ဒီမှာရှိတဲ့ video file တွေကို share လုပ်ပြီးရင်းနဲ့တင်ကျေးဇူးဆက်လို့ရပါပြီပေါ့နော်